ဒါဟာတကယ်ကိုရင်တုံစိတ်လှချဟိုကောင်းပြီးအန်ဒီရဲ့များတဲ့မျက်လိပ်ပလားကွာတစ်ခုပါအမျိုးသမီးတယောက်ရဲ့လက်နဲ့ခြေထောက်တွေကိုခိုင်ခိုင်မာမာတန်းချေချင်းခတ်ပြီးရေကန်တစ်ခုထဲမှာရုံးကန်နေရတာပါအစပိုင်းမှာတော့သူကလက်ထစ်ကိုအလွယ်တကူဖြုတ်နိုင်ခဲ့ပေမဲ့ခြေချင်းကိုဖြုတ်ဖို့ကြိုးစားတဲ့အခါမှာတော့တစုံတစ်ယောက်ကတန်ကြိုးတွေကိုလာကလေးထားတာဖြတ်ထားတာကိုသိလိုက်ရပါတယ်အဲ့ဒီအခါမှာတော့သူဟာအကူအညီတောင်းတဲ့အနီးနဲ့ရေကန်မှန်ကိုအသေးအတန်ထုရိုက်ပါတော့တယ်အချိန်က10မိနစ်တောင်မပြည့်တော့ဘူးသူ့ကောင်းပေါ်မှာလည်းပီရန်ဟာငါးအောက်ကြီးကိုရေထဲချဖို့အစင်နှင်းထင်နေပါပြီဒီတော့မှပရိသတ်တွေလည်းတခုခုတော့အကြီးအကျယ်မှားနေပြီဆိုတာရိပ်မိသွားကြတာပါလုံချုံရဝန်တန်းကလည်းမှန်ကိုခွဲဖို့သူနဲ့ပြေးလာပေမဲ့မှန်ကအယမ်းမာနေပါတယ်စက္ကန့်ပိုင်းအလိုမှာပဲအဲ့ဒီအမျိုးသမီးကခြေချင်းကိုဖြုတ်ပြီးလွတ်မြောက်သွားခဲ့ပါတယ်ဒါပေမဲ့သူရေကန်ထဲကနေအပြင်ကိုကူးထွက်ခါနီးမှတင်ပီရန်ဟာငါးတွေကိုရေထဲလွတ်ချလိုက်ပါပြီမျက်စိသမိတ်ထွေးမှာပဲငါးတွေကသူ့ကိုဝိုင်းအောင်သွားပြီးရေကန်တစ်ခုလုံးသွေးရောင်တွေလွှမ်းပြီးနီးရဲသွားတာကိုမြင်လိုက်ရတဲ့ပရိသတ်တွေလည်းလက်အော်ကုန်ကြတာပေါ့အားလုံးကတော့သူတေပြီလို့ထင်နေချိန်မှာပဲရုတ်တရက်ဆိုသလိုလူတွေရဲ့နောက်ကနေသူ့အတန်ကိုကြားလိုက်ရပါတယ်သူဟာဘာမှမဖြစ်ပဲဘေးကင်းကင်းနဲ့မတ်တက်ရနေတာကိုတွေးလိုက်ရတဲ့အခါပရိသတ်တွေလည်းဒီသင်မင်းတမန်ပြကွက်ကြီးကိုကြည့်ပြီးအံ့အားသင့်ကတကယ်နဲ့အားပေးခဲ့ကြပါတော့တယ်